1 2တွေမိုက်တယ်နော်အိုးနှစ်ထီတယ် right hand အတော်လေးတော့တာနေတယ်ဗျပထမရှိမှာဒါပေမဲ့သတိထားမရအောင်ပဲဟိုဘက်ကပါဝါတော်လေးကောင်းတဲ့ fighter ဆိုတော့အချိန်မျိုးမှာကျွန်တော်ဂိမ်းကိုပြောင်းပြန်ပြန်လုံးနိုင်တဲ့ fighter မျိုးအဲ့တော့ဘန်ကလည်းမလောဘူး ACC ပဲကစားနေအောင်တွေ့ရတယ်ဟုတ်တယ်မလော ACC ပဲဝင်လုံးပြီဝင်လုံးလို့မရဘူးဝင်လုံးလို့မလွယ်ဘူးဟုတ်တယ်ရှောင်းသွားနိုင်တယ်တက်ကနဲ့အတော်လေးကောင်းတယ်ဗျတစ်ဖက်ကဘရူနိုစီးပါရဲ့ဒီဗမျက်လုံးကနည်းနည်းလေးဖူးရောက်လာတော့တွေ့ရတယ်နောက်ထပ်လက်သေးချက်တွေထိမှဆိုရင်အဲ့ဒီမျက်လုံးကပိတ်သွားနိုင်တယ်ဗျအဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကိုယ့်ဘက်ကတာသွားနိုင်တယ်ပေါ့နော်ဟုတ်ပြီလုတ်ခစ်ပဲပါဝါပါတယ်နော်ပါဝါပါတယ်နော် right hand ကကြောက်ဖို့ကောင်းတယ်နော်ဟေးဝါးမိုက်တယ်ခွဲအခုချိန်ထိနော်လုံးဝခံမှန်းလို့မရသေးဘူးအောင်ဆိုဖြေသွားနိုင်သေးတယ်ချက်ပဲ right hand ဘရူနိုကအပိုင်တစ်လုံးစောင့်နေရအေးအမလေးကတိလေးအပိုင်တစ်လုံးစောင့်နေတာနော်ဟုတ်တယ်ဘန်ဖူဘောတွေနဲ့ဟပ်မှုမှန်နေတော်တော်လေးကောင်းတယ်ဗျဒါကဘရူနိုစေးဘာကလည်းအိုးပထမကြည့်ပြီးသွားတယ်တကယ်မိုက်တယ်အတော်အပြတ်သက်ကိုကွာတယ်ဗျသိရဟို sacrifice အပြတ်သက်ကွာတယ်ဒီဘက်ကဘရူနိုစေးဘာကတစ်ခေါက်တော့တောင်ကြာတယ်တစ်ခေါက်တောင်မကောက်ဘူးထင်နှစ်ခေါက်လောက်ထိကြာတယ်ပြီးတော့ right hand တွေတော်တော်လေးကိုထိတယ်ဗျသိလားဘရူနိုစေးဘာကဒီပထမကြည့်မှာတော်တော်လေးအထိနာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ short တော့လို့မရဘူးဒီ fighter ကပွဲအဖြေကိုအချိန်မျိုးပြောင်းလဲနိုင်တဲ့ fighter မျိုးအဲ့လို fighter မျိုးဆိုတော့ကျွန်တော် short တော့လို့မရဘူးဒီရှော့ဘန်ကsecond နဲ့အမျှပေါ့နော်ဒီ second တောင်မှပဲသူ့အနေနဲ့က concentration ကိုပြတ်သွားလို့မရဘူးဒါအောင်စူးစိုက်မှုကို 100% ထားနိုင်မှရမယ်နော်ဒီရှော့ဘန်ကတော့ပြောထားတယ်တစ်ဖက်က fighter အရင်မပြေးဘူးဆိုရင်တော့သူဒါအလဲထိုးနိုင်မယ်လို့ပြောထားတယ်ပေါ့နော်ဒါမှကျွန်တော်စောင့်ကြည့်ရမယ်ပွဲကအတော်လေးမိုက်တယ်ကြာဘရူနိုစေးဘာရဲ့ဒီတစ်ချက်ထွက်လာတဲ့ဒီ right overhand တွေကအတော်လေးကိုကြောက်ဖို့ကောင်းတယ်ဗျပါဝါပြည့်ပါတယ်အဲ့ဒါထိသွားလို့ရှိရင်တန်းပြီးနောက်တော့ကြာသွားနိုင်တယ်အနေထားမျိုးပေါ့နော်ပွဲတစ်ခါလေးပြတ်သွားနိုင်တဲ့အနေထားမျိုးအဲ့လိုဒီ right hand မျိုးတွေကိုလည်းသူပထမအချိန်မှာထုတ်သုံးပြတာမနည်းဘူးပဲ၄-၅လုံးလောက်ရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေအကုန်လုံးကိုယူရှောဘန်ကအေးစစ်စစ်ပဲ